လူချင်းမင်းမင်္ဂလာပါလေးစားပါလေဆရာစီလူပါဒီနေ့က2025ဇွန်လ20ရက်နေ့မင်္ဂလာရှိတဲ့ညချမ်းလေးပါဒီညချမ်းအချိန်ခါလေးမှာလွန်လာမှအဆွမ်းထက်တဲ့ဆရာရဲ့ပွဲရွေရေရာလေးကိုပြသချင်လို့ဖြစ်ပါတယ်ဆရာပြသမဲ့ရေရာကတော့စัจ जा အောင်အိုးစီးပွားတိုးဆိုတဲ့ရေရာလေးပဲဖြစ်ပါတယ်ဒီရေရာလေးဟာလွန်လာမှအဆွမ်းထက်တဲ့ရေရာလေးဖြစ်ပါတယ်ငွေဝင်လာသေးသောရေရာဖြစ်ပါတယ်ဒီရေရာလို့ဖို့ဘာတွေလိုအပ်တာလဲဆိုတော့လေမန်းတစ်ချက်လိုပါတယ်နောက်အိုးတစ်လုံးလိုပါတယ်ငွေရောင်အိုးဖြစ်ရပါမယ်နောက်တစ်ခုကသဲလိုပါတယ်နောက်တစ်ခုကစัจ जा အစိမ်းရောင်လေးတင်းလဲလိုပါတယ်နောက်တစ်ခုကကိုကရာရှိတဲ့လောက်ဝေဆက်ကူတရွက်လိုပါတယ်1000တန်ရပါတယ်1000တန်ရပါတယ်9000တန်ရပါတယ်100တန်လည်းရပါတယ်အဲ့တော့ဒီငွေအိုရောင်အိုးလေးကိုအရင်တန့်ရှင်စင်ကြယ်အောင်ဆေးကြောရပါမယ်နောက်ပြီးတော့ဒီသဲကိုတန့်ရှင်စင်ကြယ်အောင်ဆေးကြောရပါမယ်ဆေးကြောတဲ့ခါမှာလည်းကိုကတဏှချေခါတာကိုရွတ်ဖတ်ရပါမယ်တဏှချေခါတာဆိုတာကအုံတဏှပေါင်း1000ကြီးတွေကြီးစရာကြီးဒါပါပဲအဲ့ဒါကို9ခေါက်ရွတ်ရပါမယ်9ခေါက်ယူပြီးသဲကိုစင်ကြယ်အောင်ဆေးပါပြီးလို့ရှိရင်အိုးထဲကိုထည့်ပါပြီးလို့ရှိရင်အစိမ်းရောင်ဒီစัจ जा လေးကိုစိုက်ပါပြီးလို့ရှိရင်ပတ်စံလေးတွေ့ကိုဒီလိုမျိုးချိန်လိုက်ပါပြီးတဲ့အခါမှာမြတ်စွာဘုရားကိုကတ်လျက်မှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားစီမံမဆိုတနင်္ဂနွေနေ့မနက်9:45ကတ်လူပါတနင်္လာသားစီမံမဆိုတနင်္လာသားရဲ့တနင်္လာသားမနက်9:45မှာကတ်လူပါတနင်္လာနေ့ရဲ့မနက်9:45ကတ်လူပါအင်္ဂါသားဆံဝဲမယ်ဆိုရင်အင်္ဂါနေ့ရဲ့မနက်9:45မှာဆိုတော့စသဖြင့်ပေါ့ကိုမွေးနေ့ရဲ့မွေးနေ့ရှင်ရဲ့မနေ့9:45မှာမြတ်စွာဘုရားကိုကတ်လူရပါမယ်။ဘယ်နည်းကတ်လူရမှာလဲဆိုတော့9ရက်ကတ်လူရမှာဖြစ်ပါတယ်။9ရက်ပြီးလို့ရှိရင်ဒါကိုစွန့်လိုက်လို့ရပါပြီ။ပြီးတော့ရေရအောင်မြင်ပါပြီ။အဲရေရအောင်မြင်လို့ရှိရင်ဒီပတ်စံလေးကိုဖြုတ်ပြီးတော့ကိုယ့်ရဲ့ပတ်စံလေးကိုထည့်ထားပါဆောင်းထားပါဒါအဆောင်ပတ်စံပဲဖြစ်ပါတယ်။ဒီပတ်စံလေးကနေပြီးတော့မှကိုယ့်ကိုပတ်စံလေးတိုးပါတော့အောင်ဆွဲပေးမှဖြစ်ပါမယ်။ဒီစัจ जा လေးကိုတော့မိမိရဲ့အိမ်ရှိမှာမိမိရဲ့ရုံးရှိမှာမိမိရဲ့စေးဆိုင်ရှိမှာချိတ်ဆွဲထားပါထောင်ထားပါဒီလေးတိုင်းစัจ जा လေးကလဲနေမှာဖြစ်ပါတယ်စัจ जा လေးကလဲတဲ့အတိုင်းငွေရကုစုကိုဒလောဝင်လာဖြစ်ပါမယ်ရုံကြည်နေတာဆွဲကြည့်ပါလုံးဝကိုအောင်မြင်ပါလိမ့်မယ်လုံးဝကိုအစွမ်းထက်ပါတယ်ဆရာပွဲတွေရရဖြစ်ပါတယ်ဆရာမိတ်ဆွေကိုပြီးမှုပါတယ်အောင်မြင်တဲ့လူတွေအများကြီးရှိပါတယ်ဒါကြောင့်လူကြီးမင်းလည်းဆောင်းဝဲကြည့်ပါအဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဒါဆရာရဲ့ပွဲတွေရရဖြစ်ပါတယ်ဆောင်းဝဲပါတိုက်တွန်းညင်ပါတယ်ဝတ်လပ်ပါတိုင်းယူပါကျေးဇူးတင်ပါတယ်စသအရာရာအစီအပြေချောမိပါစေငွေတွေ